မျိုးသားရမယ်ဖြောင်းလိုက်ရမယ်ကိုကျင်တရားစိတ်ထားမွန်မြတ်ရမယ်ပတိကဝေတို့တက်ကဲတော့မြဲမယ်ရှင်တန်နေထိုင်ချိန်ကြီးကပါတယ်အပြောနဲ့လုံးထပ်ပူညီနိုင်ဖို့လူကောင်းတယောက်ရဲ့စံချိန်မြည်နိုင်ဖို့လောဘဒေါသမောဟတွေမချီဖို့စေခြင်းနှုံတရားရှိဖို့ငါလည်းကြရပြန်ထားမယ်လူလောကဒုက္ခတွေရဲ့ချားဖြဲအမှားအလုံးနဲ့